ဟာကိုမင်းအမေရေးပေါ်ရင်မတော်တဆဖြစ်သွားပြီးချက်ချင်းဆေးရုံကိုလာခဲ့ပါဘာလဲအမေဘလို့ရင်မတော်တဆဖြစ်သွားတာလဲအကိုကျေးဇူးပြုပြီးကျွန်တော်ကိုဆေးရုံပို့ပေးပါကျွန်တော်အမေရင်မတော်တဆဖြစ်သွားပြီသွားပါဆင်းရဲသားကောင်လမ်းလျှောက်ပြီးပဲသွားလိုက်ပါလူသားစိတ်မရှိတော့ဘူးလားဆရာဝန်ကျွန်တော်အမေဘာဖြစ်သွားတာလဲချက်ချင်းခွဲစိတ်မှုလိုအပ်တယ်ပတ်စံတစ်တန်းချက်ချင်းယူလာပါပတ်စံတစ်တန်းဘယ်ကနေရမလဲအမေကိုဘလို့ကဲတင်ရမလဲကျွန်တော်သူ့ကိုအနိုင်ယူမယ်တရုတ်ဘော်ဒီဘီတာကိုအနိုင်ယူနိုင်မဲ့တတိရှိသူရှိလားကျွန်တော်အနိုင်ယူမယ်ဒီလိုထိုးချက်ကြီးကဘာလဲတငယ်ချင်းတို့ like နဲ့စည်ရင်သွင်းပေးကြပါအဲ့ဒါကြောင့်ကျွန်တော်တတိယပြီးသူ့ကိုအနိုင်ယူနိုင်မှာပါဟောက်ခခုကျွန်တော်အလှဲ့ပါယူပါမင်္ဂလာပါဟောက်ဒီမှာပတ်စံတစ်တန်းပါတငယ်ချင်းတို့ဆရာဝန်ကြီးဒီပတ်စံတစ်တန်းနဲ့ချက်ချင်းခွဲစိတ်ပေးပါကျွန်တော်မိကိုပါတားရီမင်းရဲ့သူရဲကောင်းလိုက်လာပြီတငယ်ချင်းတို့ကျွန်တော်အတွက် like နဲ့စည်ရင်သွင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်